တော့ဒီကင်းလေးကိုအားရရတဲ့တော့ဒီခေါင်းရိုးခရီးကွာနေရလေးလို့ကျွန်တော်ခွာချပြီးတော့ဟိုဒီအသေးသေးပြုပြင်မုန်းပြီးတော့ဆေးမုန်းပါပြပါတယ်ဒါချီကင်ပြီးလေးပါဒီလုံးကအပေါ်နဲ့နာလာနဲ့အပိတ်ကြိုက်လေးတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလုံးဆေးအသစ်ပြန်မုန်းပါပြပါတယ်ကျွန်တော်တို့ဘိုးလေးကစမ်းကြည့်လို့ဟောတော့ဒီနေ့လေးအားရဖြစ်ပါတယ်တော့ဘိုးလေးမြန်မာအလို့လေးစားတွေကတော့132လက်6.6နှစ်ကြာမေဂလာလမ်းပေါ့နော်ကျွန်တော်စက်မှုတစ်မှာကျွန်တော်တရုံကြီးပါတယ်ဒုတိယလို့ရုံပဲကတော့ကျွန်တော်တို့38စီ54လမ်းနဲ့55လမ်းကြာကျွန်တော်တို့ရဲဘော်တော်ရက်ကွက်မှာဖြစ်ပါတယ်။ဒုတိယလို့ရုံမှာတတိယလို့ရုံကတော့ပြည်ဦးလေးမျိုးပါပဲဖြစ်ပါတယ်။ပြည်ဦးလေးမျိုးကျွန်တော်ရက်ကွက်ကြီး30ကံဝိရဒဘုံကျောင်းရဲ့ဘေးကျရဲ့မှာမန္တလေးလာရှုလက်မကြီးရဲ့မြေပြင်မှာရူမတ်ရဲ့အနည်းပါကျွန်တော်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ကျွန်တော်ဘိုးလေးမှာအဓိကပေးတဲ့ဝန်ဆောင်မှုတွေကတော့ကားဘော်ဒီပြုပြင်ကားဆေးပုတ်တဲ့ဗမာအကွဲပြေကုန်းကော့တဲ့ကားစပေါ်လေးတင်တဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။ဟုတ်တယ်ဗျာကတော့တုံညာကိုပို့ခွင့်တင်နေ9,600နဲ့တုံညာကို6620တုံညာကို8989လေးလုံး9တုံညာဖုန်းလုံးကိုဆက်သွယ်ပြီးတော့ကားဆေးဘော်ဒီဗမာအကွဲပြေကုန်းကော့ကိစ္စရဲတို့ကျွန်တော်တို့ဖုန်းဆက်သွယ်ပြီးတော့အသေးစိတ်တိုင်ပဲဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်